ကျွန်တော်တို့9250နဲ့ပတ်သက်တဲ့ printer ကို label setting နဲ့ receipt setting ကိုပြောင်းတဲ့ video လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ရေလို့ဒီ printer setting 2ဆိုတဲ့ software လေးရှိပေးဖို့လိုပါတယ်ကျွန်တော်အဲ့ software လေးကို raw file တစ်ဆင့်ကျွန်တော်တို့ဖြည့်ဖို့လိုပါတယ်เนาะ extract to နဲ့ဖြည့်လိုက်ပါကျွန်တော်တို့ wire folder လေးကြာလာပြီဆိုလို့ရှိရင်အဲ့ဒီ folder လေးတွေကိုတစ်ချက်နေပြီးဖွင့်မယ်ပြီးကျွန်တော်ဒီ software လေးကိုကျွန်တော်တို့ဖွင့်ဖို့လိုပါတယ်ကျွန်တော်ဒီ software လေးပွင့်လာပြီဆိုလို့ရှိရင်ကျွန်တော် USB နဲ့ကျွန်တော် connect ဆိုတဲ့ clip ကိုနှိပ်ဖို့လိုပါတယ်ကျွန်တော်တို့ printer နဲ့ computer နဲ့ connect ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ကဒီ tab ထဲမှာ label printer set ဆိုတဲ့ tab ကိုနှိပ်ဖို့လိုပါတယ်ကျွန်တော်အဲ့ထဲမှာ unit အရာတော့ millimeter ကိုပြောင်းထားပေးပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ဘက်ကတော့စစ်ဆေးဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့ကဒီထဲမှာဆိုလို့ရှိရင် label ရဲ့ receipt ရဲ့ဆိုပြီးတော့နှစ်မျိုးထုတ်လို့ရတဲ့ mode ကိုကျွန်တော်ရှင်းပြမယ့်နေရာလေးကတော့ဒီ media sensor ဆိုတဲ့နေရာလေးဖြစ်ပါတယ်media sensor တော့ဒီ GAP gap ဆိုတဲ့နေရာရဲ့ကျွန်တော်တို့အောက်မှာ select command ဆိုတဲ့နေရာမှာ TSP ရဲ့အဲ့နှစ်ခုကိုတွဲမှတ်ပေးထားပါကျွန်တော်တို့ပြင်ဆင်ပြီးတဲ့အချိန်မှာကျွန်တော်တို့ကဒီ setting ဆိုတဲ့ cloud လေးကိုနှိပ်ပေးရမယ်အဲဒီလိုနှိပ်တဲ့ခါကျမှကျွန်တော် printer မှာတွားပြီးတော့တက်ရောက်မှုရှိနေမှာဖြစ်ပါတယ်ကျွန်တော်တို့လက်ရှိမှာကျွန်တော်တို့ media sensor ဆိုတဲ့နေရာမှာ gap ရဲ့ command မှာ TSP ရဲ့ပေါ်နေရဆိုလို့ရှိရင်ဒီ printer ဒီကျွန်တော်တို့က label setting ကိုချိန်ထားပါတယ်ဆိုတဲ့သဘောကိုစောင့်ပါတယ်ခင်ဗျနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ပြောင်းကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က media sensor ဆိုတဲ့နေရာမှာ contain new ရဲ့ကျွန်တော်တို့ select command ဆိုတဲ့နေရာမှာ ESCPOS ဆိုရဲ့ကျွန်တော်တို့က command တွေကိုပေးလိုက်မယ်ဆိုလို့ရှိရင်ဒါကတော့ကျွန်တော်တို့ဘာကိုစောင့်လဲဆိုလို့ရှိရင်voucher စာရွက်ထုတ်မယ်ဆိုတဲ့ mode ကိုစောင့်ပါတယ်ကျွန်တော်တို့ဒီ setting နှစ်ခုစလုံးကိုပြောင်းတဲ့အချိန်မှာ printer ကိုအဖွင့်ပိတ်လုပ်ပေးဖို့လိုပါတယ် setting ပြောင်းပြီးတော့လည်းကျွန်တော်တို့ setting ကိုတန်းပြီးထွက်လို့မရပါဘူး printer ကိုပိတ်ဖွင့်လုပ်ပေးပါအဲ့တော့ကျွန်တော်ဖြည့်ဆက်ပြီးပြောချင်တာကတော့ပါလဲဆိုလို့ရှိရင်ဒီ voucher setting ကိုပြင်တော့မယ့်အချိန်မှာဒီ contain new ရဲ့ကျွန်တော်တို့ ESCPOS ကပြီးတော့ paper width ဆိုတဲ့နေရာလေးမှာကျွန်တော်တို့80ဆိုတဲ့စကားလုံးရဲ့ကျွန်တော်အဲ့3ခုကိုကျွန်တော်တို့ပြင်ပေးရမှာဖြစ်ပါတယ်ဒါကတော့ဒီ voucher ထုတ်တဲ့ mode ကိုပြောတာပေါ့နော်ဒါကပေမဲ့ label ထုတ်တဲ့ mode ဆိုလို့ရှိရင်เนาะကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင် label ထုတ်တဲ့ mode ဆိုလို့ရှိရင် media sensor မှာ gap ကိုသွားမယ်ကျွန်တော် select command မှာ TSP ကိုသွားမယ်ကျွန်တော်တို့ပြီးလို့ရှိရင် paper width နဲ့ height ဆိုတဲ့နေရာမှာခုနပြောသလိုပဲ100 150 setting ပေါ့ဒါတွေက default သွားပါတယ်သူတို့နှစ်ခုကတော့ဒါတိတ်တော့ရေးမကြည့်ပါဘူးကျွန်တော်တို့အဲ့ setting လေးတွေပြင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ label နဲ့ကျွန်တော်တို့ဒီ receipt ကိုပြောင်းပြီးတော့ထုတ်လို့ရပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်